ဒါပထမဦးဆုံးတစ်ချိန်ကျွေးတာပေါ့နော်ဒီနံပါတ်ရှိတဲ့မျိုးစားဆိုရင်တော့ဒါပထမဦးဆုံးချိန်ပေါ့နော်ဒါခန်းစင်းရတော့ဘာလို့တော့မဆိုင်ဘူးနော်ခန်းစင်းရတော့ကျွေးထားတယ်ရင်းတော့နှစ်ချိန်တီးတီးပေါ့နော်ကြည့်ပါဦးဒီမှာတီးတွေကျွေးတာပေါ့နော်ကျွန်တော်ဒါမှမိုတာအများကြီးတော့ဘယ်ချိန်မှကျွေးလဲဆိုတော့ဒီမှာဒီရွယ်လေးတွေပေါ့နော်ဒါမျိုးစားစကျွေးပါပြီဒီရွယ်ဆိုရင်တော့ဒါကျွေးလို့ကောင်းဆုံးရွယ်ပေါ့နော်တချို့တီးလေးတွေကလည်းတချို့တီးလေးတွေလည်းရှည်တယ်ပေါ့နော်ရှည်တယ်တချို့တီးလေးတွေလည်းရှည်တယ်တချို့တီးလေးတွေကလည်းတိတ်မရှည်ဘူးပေါ့နော်ဟိုမှာဆိုလို့ရှိရင်တိတ်မရှည်ဘူးဒါကြောင့်မလို့ကျွန်တော်ဆက်ခွန်ပေါ့နော်အဲ့ဒါကိုကျွေးတယ်ဒီမှာဒီလိုမျိုးတီးတက်ဆိုရတော့ဒါကျွေးစရာမလိုဘူးဆက်ခွန်လေတချို့ကတော့တချို့တီးလေးတွေနည်းနည်းတူတာပေါ့နော်ပန်းတီးလိုမျိုးဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်ဆက်ခွန်ပြန်လာကျွေးတယ်ပေါ့နော်ပထမဦးဆုံးပေါ့နော်အဲ့ဒါကျွေးနောက်ပတ်ကြမှာပဲဒီ25ကျွေးတော့မှာဒီမှာဒီလိုရွယ်လေးတွေပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်တိတ်မရှိဘူးဒါဆိုလို့ရှိရင်ဆက်ခွန်ကျွေးတဲ့ခါကျရင်သူကနည်းနည်းရှည်ထွက်လာတာပေါ့နော်ဒီဟာလေးတွေပြီးတော့မှတီးကကိုလိုတလောက်လေးရပြီဆိုမှကျွန်တော်25ပြန်ကျွေးအောင်ပေါ့နော်ဟိုးမှာဆိုလို့ရှိရင်ဒီမှာတီးလေးတွေတိတ်မရှိဘူးเนาะအဲ့ဒါလေးများလို့ဆက်ခွန်တစ်ချိန်ပြန်အရင်ကျွေးဆက်ခွန်တော့ဟိုးမှာအဲ့ဒါပေါ့နော်ဒီရေငါထုတ်တဲ့မျိုးစားဆက်ခွန်ကျွေးတာတော့ဒီရွယ်မှာဆိုရင်တော့ကျွေးလို့ရပြီပြီးတော့ဒီကျွန်တော်ကြက်ဥတာပေါ့နော်ဒီရွယ်မှာလည်းကျွန်တော်ကျွေးလို့ရတယ်ဆက်ခွန်ပေါ့နော်ကျွေးတဲ့ပုံစံတော့ရင်တော့ကျွန်တော်ပြောတဲ့တိုင်ပေါ့နော်ကျွေးတဲ့ပမာဏတော့ဒီပင်ဆိုလို့ရှိရင်ဘယ်လိုရှိမယ်ဆိုလို့ရှိရင်အကလုံးရေမယ်ဆိုလို့ရှိရင်လုံး100လောက်ရှိတယ်နောက်ထပ်ကျွေးမာနဲ့ချွေမာနဲ့ဆိုရင်တော့ထားလိုက်ပေါ့နော်လုံး90ပေါ့နော်အဲ့လိုမျိုးလုံး90ဆိုရင်တော့ဒါပထမဦးဆုံးတချို့ကလည်း1 kg လောက်ကျွေးတော့နော်တစ်ခါကျွေးရင်ကျွန်တော်တော့ဒါ1 kg မကျွေးဘူးကျွန်တော်ကျွေးတဲ့ဒါတစ်ခွက်ဆိုရင်တော့ဒါ3 k ရှိတာပေါ့နော်ဒါ300 g ပေါ့နော်300 g 3 k တစ်ခါကျွေးရင်အဲ့လောက်ပဲကျွေးတော့နည်းနည်းပဲကျွေးတယ်ကျွန်တော်မျိုးစားကျွေးတာလေမျိုးစားကျွေးနေလို့တီးရတိတ်ပြီးတော့ပြဿနာမရှိဘူးဒါကျွေးများတဲ့ခါကျရင်ရောအညာကွဲပြီးတော့ကျွေးတတ်တယ်ပေါ့နော်ပြီးတော့တချို့တပင်တလီလေးကဒီလိုမျိုးဖြစ်တယ်ပေါ့နော်သူကဟိုမှာငုံဥရွယ်လည်းရှိတယ်ပြီးတော့ဒီဖျောင်းနိုင်လေးလည်းရှိတယ်ပြီးတော့ဒီမှာနောက်ထပ်အပွင့်သားလေးလည်းရှိတာပေါ့နော်ပြီးတော့တီးကြီးလေးလည်းရှိတယ်အဲ့လိုပင်တွေကြတော့ကျွန်တော်အဲ့ဒီခဏကျွန်တော်ပြတယ်လို့မျိုးနော်တုတ်ခေ300 g ပေါ့နော်အဲ့လောက်ကျွမ်းကျွေးခဲ့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီအပွင့်ရှိနေတဲ့ຢာဒီမှာပေါ့နော်အဲ့ဒီဆက်ခွန်ကကျွေးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မြေဩဇာမှာပေါ့နော်ဒီမြေဩဇာမှာကျတော့အရှိမှာကျတော့